2026ကဒီမှာရှိတဲ့ဒီညီကောင်မောင်နှမတွေတွေ့တော့ဘာဘီလူဖြစ်မလဲမသိဘူးပေါ့နော်ကျွန်တော်အတွက်ကတော့တွေကလည်းတို့ပြောတယ်ဒီနှစ်2026ကအဝင်ကျန်းတယ်ပေါ့အဝင်ကျန်းတယ်ပေါ့နော်ဆိုတော့ဝင်ကျန်းတယ်လို့ပြောတဲ့ခါမှာခက်ခဲမှုလေးတွေကြုံရတယ်အကြမ်းမမာမှုတွေကြုံရတယ်အဆင်မပြေမှုတွေကြုံရတယ်ဆိုတော့ဒီဟာကိုကြည့်တဲ့ခါမှာကျွန်တော်တို့ဒီနှစ်ထဲမှာကျွန်တော်လင်မယားနှစ်ယောက်ကယောဘဝတ္ထုကိုအစနဲ့အဆုံးထိခွန်အားယူပြီးဆိုမှဒါကိုကျွန်တော်တို့ညောက်ကညတိုင်းနော်ဒီဟာကိုဒီဝရှိမှာဖတ်တဲ့ကြံဖြစ်တယ်ဒါလက်တစ်ချက်ဖြစ်တယ်ပြီးတော့ကျွန်တော်ကျောင်းသားဘဝတုန်းကအိန္ဒိယမှာနေတော့ကကျွန်တော်ခွန်အားယူရတဲ့ကြံပတ်လည်းဖြစ်တယ်နော်ခွန်အားယူတဲ့ကြံပတ်ကျွန်တော်ကျောင်းသားဘဝတုန်းကနည်းနည်း share လုပ်ပြီးမယ်ဖြစ်ချင်တော့ဒီနှစ်လိုမျိုး online ဆိုရင်ဝေလာဝေးပဲ messenger ဆိုဝေလာဝေး WhatsApp Viber ဆိုတာပေါ်မပေါ်တာအဲ့တော့အိမ်နဲ့လုံးဝ3နှစ်တိအိမ်နဲ့ဆက်သွယ်ပြတ်တယ်3နှစ်တိအိမ်နဲ့ဆက်သွယ်ပြတ်တဲ့ခါမှာဘယ်လိုဖြစ်လဲဆိုတော့ပတ်စံမရှိဘူးအိမ်နဲ့ဆက်သွယ်ရှင်လည်းပတ်စံလည်းရှိမှာမဟုတ်ပါဘူးเนาะဒါပေမဲ့အိမ်နဲ့ဆက်သွယ်ရှိတော့ပုံပြီးမှတော့ခွန်အားရရှိတာပေါ့အိမ်နဲ့လည်းဆက်သွယ်မရှိဘူးငွေလည်းမရှိဘူးဆိုတော့အဲ့ရဟန်းကိုတော့ဒူးနဲ့စုတောင်းပြီးမှနော်ဗာလဲမြည့်ရပေါက်ကြအောင်ကိုစုတောင်းခဲ့ရအရန်ခက်ခဲတယ်ဆိုအဲ့ဒီမှာကျွန်တော်ဘယ်အရာနဲ့အမြဲတမ်းခွန်အားယူတယ်လဲဆိုတော့အဲ့ဒီထဲမှာခွန်အားယူတဲ့စံချက်နဲ့ချက်အတိကနှစ်ခုရှိတစ်ခုကတော့ယောမအခန်းကြီး10အပိုင်းငယ်28မှာနော်ဘုရားသခင်ချစ်တော်ခေါ်တော်မူခြင်းကိုခံတော်သူတို့ဗာလဲဒီအရာခတ်တဲ့တို့ဒီအကောင်းကိုသာလုပ်တယ်ဆိုတဲ့အရာပေါ့နော်အဲ့ဒါရဲ့ဒီယောဘအခန်းကြီး1အပိုက်ငယ်22ကိုကျွန်တော်ဒီနှစ်ခုကိုအများအားရှင်တွေ့ပြီးမှဒီအားဖြင့်ကျွန်တော်အများအားခွန်အားယူလက်ရှိတယ်ဆိုတော့ကျွန်တော်တို့ဒီမှာခုနကလည်းဒီမှာဒီဗာလဲအန်တီရှင်နဲ့လည်းသူတက်တီခံတယ်နော်တွေ့ခက်ခဲမှုတွေတက်တီခံတယ်လူတိုင်းကခက်ခဲလို့ရှိတာပဲနော်ခက်ခဲရှိချာဆိုတော့ဒီယောဘတက်တာကိုကျွန်တော်ဆင်ခြင်တဲ့ခါမှာကျွန်တော်တို့ရဲ့ခက်ခဲမှုတွေကိုအများအဖြစ်သူကဖြေလျှော့ပေးနိုင်တယ်ဘာလို့သူရဲ့ခံစားရတဲ့ခက်ခဲပြဿနာနဲ့ကျွန်တော်တို့ခံရတဲ့ခက်ခဲပြဿနာကိုနိုင်ရှင်လိုက်ဘာမှမဟုတ်တယ်ဆိုတော့ဒီကနေ့ကျွန်တော်ယောဘတက်တာထဲကနေအနေငယ်ကောင်ကပေးချင်တာဖြစ်တယ်ကျမ်းပိုက်ကိုဖတ်ရအောင်ယောဘအခန်းကြီး1အပိုက်ငယ်21အဝတ်မပါပဲအမိဝမ်းထဲသို့ပြန်သွားတော်မူထာဝရဘုရားပေးတော်မူ၏ထာဝရဘုရားလည်းရုပ်သိမ်းတော်မူ၏ထာဝရဘုရား၏နာမတော်သည်မင်္ဂလာရှိပါစေတည်းဟုဆိုလေ၏ယောဘသည်ဤအမှုများနဲ့တွေ့ကြုံတော်လဲမမာ၍ထာဝရဘုရားကိုလည်းအပြစ်မတင်ပဲနေ၏ဆိုတော့အခန်းကြီး23မှာအမတမလှပတဲ့နော်ကျွန်တော်တို့ချမ်းမဲ့တဲ့ပိုက်တွေ့ရပါတယ်ခန်းကြီး23အပိုက်ငယ်30မှာတိုးတော်လဲငါသွားတော့လမ်းကိုတိတော်မူ၏စစ်တော်မူခြင်းကိုခံပြီးမှရွှေကဲ့သို့ပေါ်လိမ့်မည်ဖတ်တော်တဲ့ချမ်းပိုက်အပြင်အရောက်စတိုင်းပေါ်ဖျားရှင်ကောင်းကြီးရှိပါစေနော်ကျွန်တော်တို့ကကောင်းတဲ့အရာကိုလိုက်ဒါဘုရားသခင်အလိုတော်ဖြစ်မယ်နော်ပြောတတ်တဲ့အများဖြစ်ဆိုတဲ့အရာလိုက်တော့မဝန်ခဘာဖြစ်လို့လဲ why ဆိုမှကျွန်တော်အမြဲတမ်းဘုရားသခင်ကိုမိခွန်းထုတ်တယ်ကောင်းတဲ့အရာတွေလိုက်တော့ hallelujah ဘုရားကောင်းမြတ်တယ် God is great God is good all the time ပြောကြဒါပေမဲ့ဆိုတဲ့အရာလိုက်တော့ why ဘာကြောင့်တောက်ရှောက်မေးတတ်တဲ့ကျွန်တော်တို့ကလူသားတွေဖြစ်တယ်ဒါပေမဲ့ဒီမှာယောဘရဲ့တက်တာကိုကြည့်တဲ့ခါမှာအဲ့လူသွားမမြင်ရတကယ်ခွန်အားရဖို့ကောင်းတယ် okay ဆိုတော့အဝတ်မပါဘဲအမိဝမ်းထဲသို့ပြန်သွားတော့မီတဲ့နော်ထာဝရဘုရားလည်းထာဝရဘုရားပေးတော်မူထာဝရဘုရားလည်းရုပ်သိမ်းတော်မူတယ်ထာဝရဘုရားရဲ့နာမတော်မင်္ဂလာရှိပါစေတည်းအဝတ်မပါဘဲအမိဝမ်းထဲသို့ပြန်သွားမယ်တဲ့အထက်ကိုကြည့်ရင်အပေါ်ကနော်အပိုင်းငယ်20ရဲ့စီပိုင်းလေးကိုကြည့်ရင်အမိဝမ်းထဲကစပင်ကိုလည်းရိပ်၍မြေပေါ်မှာဝက်လက်ကူးကွယ်လျင်ငါဒီအဝတ်မပါဘဲအမိဝမ်းထဲကထွက်လာတယ်တဲ့ဆိုတော့ဘယ်သူကအဝတ်ပါပြီးမှအမိဝမ်းထဲကနေထွက်လာတဲ့သူရှိတယ်လေမရှိပါကျွန်တော်တို့မပြောနဲ့တကယ် president ခုလက်ရှိကျွန်တော်တို့တည်နေတဲ့ president Donald Trump သူမွေးတော့ကသူ special ပုံစံနဲ့မွေးတယ်တင်လားမမွေးပါဘူးကိုသုံးလုံးနဲ့ပဲဦးဝဲနဲ့မွေးလာဖြစ်တယ်လူတွေအားလုံးကမွေးလာတဲ့ခါမှာပါလားအဝတ်မပါနဲ့မွေးလာတယ်အဲ့တော့ငါပြန်သွားမယ်အဝတ်မပါဘဲနဲ့ပြန်သွားရမှာဘာဆန်းလဲပေါ့သူကတကယ်ဝန်ခံတတ်တယ်နော်ဒီယောဘတက်တော်ကြည့်တဲ့ခါမှာငါဒီတိုင်းပဲလာခဲ့ဒီတိုင်းပဲပြန်သွားမယ်တဲ့နောက်တစ်ချက်မှာကထာဝရပေးတော်မူထာဝရဘုရားပေးတယ်ကျွန်တော်တို့နားလည်ဖို့ကခရိယန်ယုံကြည်သူတို့ဖြစ်လာဖြစ်ပိုင်ဆိုင်တဲ့အရာအားလုံးကဘုရားပေးတဲ့အရာဖြစ်တယ်ဘုရားရှင်နာမဘုန်းကြီးတာပါစေ
ဒါပေမဲ့သူတို့ရှိတဲ့ခရိယန်ဆိုပြီးမဲ့ယုံကြည်သူဆိုပြီးမဲ့ shortcut နဲ့စီးပွားရှာပြီးမှမဟုတ်တဲ့အရာတွေရှောက်ရောနော်ဒီ number 4ထားပါတော့ဒီမူရစီဝါတွေရောင်းပြီးမှနော်အစိုးရသားမြစ်တဲ့အရာတွေကိုရောင်းပြီးမှတထေးလိုက်တဲ့ဒါကတော့ဖျားပေးတဲ့အရာမဟုတ်ဘူးနားလည်ဘူးအရေးကြီးတယ်ဒါပေမဲ့ဒီဘာလဲမန်ကန်တော့နီလာနဲ့တမအာဇီဝကြကြရှာပြီးမှရရှိတဲ့မင်္ဂလာတွေကောင်းချီးတွေအလုံးကမင်္ဂလာလည်းရှိတယ်လို့ဖျားပေးတဲ့ကောင်းချီးဖြစ်တယ်ဖျားပေးတဲ့အရာဖြစ်တယ်တနည်းအားဖြင့်ဖျားပေးလို့ပေးတာဖြစ်တနည်းအားဖြင့်ပိုင်တဲ့သူကဖျားပဲဖြစ်တယ်ဆိုတော့ဒီယောဘတက်တော်ကြည့်တဲ့ခါမှာသူမဘာပိုင်တယ်လဲဆိုရင်အပိုင်ငယ်နှစ်သုံးကိုကြည့်တဲ့ခါမှာနော်တမီချောချောလာလာတမီ3ယောက်ပိုင်တယ်တဲ့နော်ပြီးရင်3,000ကလောအုပ်3,000နွားရှင်900မြေ900ငယ်သားအတိုင်းမတိများတယ်တဲ့ကဲမငယ်သားအိမ်အစေခံအတိုင်းမတိကိုများတယ်လို့ပြောတယ်နော်ဒါကသူရဲ့စီစဉ်ဥစ္စာဒီကိုကျွန်တော်တို့ Google ကနေထောက်ပြမှကျွန်တော်သူရဲ့စီစဉ်ဥစ္စာကိုဒီကနေ့စီစဉ်ဥစ္စာနဲ့ပြန်ပြမှ equivalent လို့တဲ့ခါမှာဒေါ်လာတန်ပေါင်း80အနည်းဆုံးရှိတယ်အဲ့ဒီခေတ်တော့သူရဲ့စီစဉ်ဥစ္စာနော်ဒေါ်လာတန်ပေါင်း80ရှိတယ် millionaire ဘာနော် millionaire ဖြစ်တော့ဆိုတော့တန်းကျွေတတိဒေါ်လာတန်းကျွေတတိဖြစ်တဲ့သူတို့အရှိပြေမှာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တယ်သူရဲ့စီစဉ်ဥစ္စာကဒေါ်လာတန်ပေါင်း80နဲ့ညီတယ်ဆိုတော့ဒီလူကသူကဘာပြောလဲဒီအရာတွေအားလုံးဟာဘာသူပေးတာလဲဖယားသခင်ပေးတာဖြစ်တယ်ဖယားရှင်နာမဘုန်းကြီးပါစေတော့တဲ့မှာပိုင်ဆိုင်တဲ့အရာတွေအားလုံးကဖယားသခင်ပေးတာဖြစ်တယ်လို့ဝန်ခံတတ်ဖို့နံပါတ်1အရာအရေးကြီးတယ်ဒါဖယားအလိုတော်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဖယားသခင်ပေးတာလို့ဘုံဝန်ခံတတ်ရင်ငါရတာငါအစွမ်းကြောင်းရတာငါပညာကြောင်းရတာငါလုံနိုင်လို့ရတာငါဆိုလာရင်ကျွန်တော်တို့စာဒမာနလူစီဖာကောင်းပြန်ပြုတ်ကြရတယ်အဲ့ဒီငါဆိုတဲ့စကားကြောင်းပဲဟောငါအစွမ်းကြောင်းရတာငါပညာကြောင်းငါလုံနိုင်တော့ငါဖြစ်လာနောက်ဆုံးမှဒါငါရဲ့အဆုံးကပါလဲကြရှုံးရှင်းဖြစ်တယ်နော်ကြဆိုတော့ကျွန်တော်တက်တာမှာဖျားပေးတာဖျားဟာလို့အဲ့ပြတ်တော့အယံကိုအရေးကြီးပါတယ်နော်ဒီမှာရှိတဲ့မိသားစုများဒါကိုနားလည်စီစဉ်နောက်တစ်ခုကဘာလို့ဆိုထာဝရဖျားဒီလဲရုပ်သိမ်းတော်မူခဲ့ထာဝရဖျားကပေးတယ်ပေးတာပြီးတော့မပြီးဘူးဗျပေးတာနဲ့သူကအဆုံးသတ်ရင်တော့ဒါကလူတွေချိန်တဲ့သဘောတရားဖြစ်ဒါပေမဲ့ဖျားတရားအဲ့လိုသဘောတရားမရှိဘူးပေးတယ်သူပေးပြီးသားကိုပါလဲပြန်ပြီးမှယူတယ်တဲ့သူမှယူပိုင်ခွင့်ရှိလားမရှိဘူးလားရှိတာပေါ့သူပေးထားတာလေအာဗြဟံတပတ်သားတော့တယောက်ပဲရှိတယ်နော်ဒါအဲ့ဒီသားတော့မဖျားသခင်ကသူ့ကိုဒီသားရဖို့နော်ဒီသူထွတ်မလာခင်ကတည်းက promise ပေးတာနှစ်ပေါင်း25နှစ်ကြာတယ်ဗျအဲ့ဒီသားတယောက်ရဖို့ကျွန်တော်တို့လင်မယားကဟိုနဲ့စိတ်ပူနေတဲ့3နှစ်ထဲမှာဝင်နေပြီအာဗြဟံက25နှစ်စောင့်တာအဲ့တော့အဲ့ဒီသားအဖြစ် sorry မင်းကိုငါအမွေပေးမယ်မင်းကိုဘလဒီ cherry လောက်ပေါ်များအောင်ငါလုပ်မယ်ငါကောင်းချီးပေးမယ်ဆိုမှသူရဲ့စောင့်ဆိုင်ရတဲ့ပထမဆုံးခြေလမ်းကသားတယောက်ဖြစ်အဲ့ဒီသားတယောက်ရဖို့ကိုဟိုမှာသူရဲ့အမျိုးတွေ cell ဘာလဲကောင်းကင်မှာရှိတဲ့ cell လောက်အများကြီးဖြစ်မယ်တဲ့ပြီးမှရှိတဲ့တဲတွေလောက်များမယ်ဆိုတဲ့ promise ရဖို့သူကသားတယောက်ရမှာဖြစ်ပါလေနော်အဲ့ဒီသားတယောက်တော့မှနှစ်ပေါင်း25နှစ်ဖျားကစောင့်ခိုင်းတယ်အဲ့တော့ဆက်လက်လာတဲ့ခါမှာကျွန်တော်တို့ဒီကပောက်ကျန်20အဲ့မှာရောက်လာတဲ့ခါမှာသူ့သားကိုဖျားကပြန်တောင်းတယ်ပြန်တောင်းတဲ့အခါမှာကျွန်တော်တို့ဆိုရင်တော့ဟာဘယ်လိုလဲပေါ့ဒီဖျားကကျွန်တော်ဒီသားလေးတယောက်ရဖို့25နှစ်ဆောင်ခဲ့ရတာအခုပြန်တောင်းပြီဘယ်လိုဖြစ်တာလဲတော့ပါပြီ hopeless ဘောနော်မျောလင့်ချက်မရှိတော့ဘူးဆိုမှဖျားပဲကျွန်တော်ကိုပြောတာလေဒီကတားအဖြစ်ကျွန်တော်ကိုဗာလဲ multiply ပေါ်များစမယ်ဆိုဒီသားကိုမှဖျားကပြန်တတ်မယ်ဆိုကျွန်တော်ဘယ်ကသားကျွန်တော်တေးကလည်းကြည့်အောင်နော်ဟုတ်တယ်မဟုတ်လားနော်ဘယ်တော့မှတားမရတော့ကျွန်တော်မျိုးသမီးလည်းခါကုန်ကျွန်တော်လည်းခါကိုင်းနေမရတော့ပြောအချင်းပြောပြီးမှကျွန်တော်ဆိုဒါမဲ့အာဗြဟံကဘာပြောလဲတွားပြီးမှပူဇော်တယ်နော်ဒါကျွန်တော်တိပိသားဖြစ်တယ်အဲ့မှာသူ့သားမေးတဲ့စကားလုံးနဲ့သူ့ဖေပြန်ပြောတဲ့စကားလုံးတွေသဘောကျတယ်အဖေတဲ့မီးရှိတဲ့ထီးဆက်ပြမှာလဲတူးတငယ်တဲ့ဟာလာပြီးသားကိုပူဇော်ရတော့မဖေကိုသားကမေးပြီးပြမလဲတိုးတဲ့မင်းကိုပူဇော်မှလဲတော့ပြောလို့မရဘူးဒါပေမဲ့ဘာပြန်ပြောတယ်လဲဆိုရင်ဖယားသခင်ဂျေဟောဝါဇိုင်ရဲဖယားသခင်ပြင်ဆင်ပေးမယ်ဖျားရှင်နာမဘုန်းကြီးပါစေဟုတ်တယ်တူတီရိုတာအခုမှကလေးလေးပဲစစ်တီကလေးအဖြစ်တော့ကမြေတွေမြစ်တွေတာမြေတီတချွတ်တွေတော့မြင်ရှင်တော့ဒါပေမဲ့ဟိုကတောင်းခံနေပြီဒါပေမဲ့သူပြောတယ်ဖယားသခင်ပြင်ဆင်မယ်သားသခင်ပြင်ဆင်မယ်လို့သူယုံတယ်ဒီနေ့မှာအာဗြဟံကသူယုံကြတယ်ဟိုကဖယားပြင်ဆင်မယ်ဟုတ်တယ်ပြီးတော့နှစ်ချက်မှာကဒီလူကိုဟေဘုတ်ထဲမှာပြန်သွားရင်တွေ့ရနော်
ဖခင်ကဒီကလေးကိုတိုက်ရင်တမဖခင်သခင်ကဒီကလေးကိုအသက်ကိုပြန်ပေးနိုင်တယ်ဆိုတာအာဗြဟံကယုံတယ်ဆိုမှဟေဘုကျမ်းထဲမှာပြန်ပေါ်ပြထားတာတွေ့ရဆိုတော့အဲ့လိုယုံတဲ့သူပေးတဲ့ခါမှာတနည်းအားဖြင့်ဒီဟာကိုဖခင်ပေးတာဆိုတော့ဖခင်ရုပ်သိမ်းနိုင်တယ်ပြန်ပေးနိုင်တယ်ရုပ်သိမ်းနိုင်တဲ့ဒါကိုအာဗြဟံကယုံကြည်လို့သူ့သားကိုပူဇော်တာဖြစ်တယ်ဒီအရာကိုယောဘရဲ့တက်တာမှလည်းတွားတွေ့ရတယ်ဖခင်သခင်ပေးတာဖြစ်တယ်ဖခင်သခင်ပြန်ရုပ်သိမ်းတယ်တဲ့ခုနက$1 million $90နော်မနေဘူးဗျ$1 million $90ကျွန်တော်တို့ဆိုယူလောက်တယ်ကြားနာချင်းလဲတည်လောက်တယ်$1 million $90နော် by the way ခုကျွန်တော်တို့ကြားဖြန့်လူလင်ဂိုင်းတွေပေါ်နေတယ်အဲ့ဒီမှာကျွန်တော်တို့ယုံကြည်သူများထိသွားတယ်ယူမတောင်းခံစားကြနော်ဒါတော့မှအများကြီးမဟုတ်ဘူးဗျဒီနေရာမှာယောဘကိုထိသွားတာက$1 million $90နော်ယူသွားနိုင်တယ်ကျွန်တော်ဒါပေမဲ့ तू မယူဘူး तू ဘာပြောလဲအရေးကြီးပါတယ်မယူတဲ့အပြင်နော်မယူတဲ့အပြင် तू မိမကိုတမမင်းကလူအမိမတယောက်လိုစကားပြောတာပဲ तू ပြန်ပြောသေးတယ်အဲ့မှာ तू ဘာပြောထာဝရဘုရားနာမတော်ဒီမင်္ဂလာရှိစေတည်းအာမင်ဒါအရေးကြီးတယ်ဘယ်လိုပဲဆုံးရှုံးမှုကြုံပါစေ2026ခုကျွန်တော်ကနဦးမှာပြောတကယ်တော့အဝင်ဘလောက်ပဲကြမ်းပါစေကျွန်တော်တို့နှုတ်ထက်ကဘာပဲထွက်ရမလဲထာဝရဘုရားဒီမင်္ဂလာရှိပါစေလို့ကျွန်တော်တို့နှုတ်ကနေတွေ့ရမှာဖြစ်တယ်ထွတ်နေဖို့ဘုရားရှင်ရောက်သိမ်းပါဘုရားကောင်းချီးပေးပါစေကျွန်တော်ဘုရားခင်ကောင်းချီးပေးမထာဝရမင်္ဂလာထာဝရကိုမင်္ဂလာရှိတယ်လို့ပြောဖို့မဟုတ်ဘူးဗျကောင်းချီးကိုရုပ်သိမ်းခံရတဲ့အချိန်မှာလည်းကျွန်တော်တို့ဘုရားသခင်နာမကိုကောင်းချီးပေးဖို့ဆိုတော့ဒီမှာထာဝရနာမတော်ဒီမင်္ဂလာရှိပါစေလို့ပြောတဲ့အခါမှာကျွန်တော်ဘုရားသခင်နာမကိုကောင်းချီးပေးတာမျိုးလို့ကျွန်တော်တို့ခံယူဒါပေမဲ့သူ့ရဲ့ဣတိလလူမျိုးတွေရဲ့ဆိုရစကားအတိုင်းပြန်ကြည့်မယ်ဆိုဒါကဘုရားကိုချီးမွမ်းတဲ့အခါမှာသူတို့ပြောထားတဲ့စကားလုံးဖြစ်တယ်တဲ့တနည်းအားဖြင့်ယောဘကဘုရားသခင်ကိုချီးမွမ်းတယ်လို့ပြောချင်တာဖြစ်တယ်အဲ့ဖက်ထဲမှာကျွန်တော်တို့ဘုရားသခင်ကိုအမြဲတမ်းချီးမွမ်းဖို့ပြောထားတယ်နော်ဆိုတော့ဘယ်အချိန်မှာချီးမွမ်းမလဲရှိမလားမရှိမလားရှိတဲ့ချိန်ရောမရှိတဲ့ချိန်ရောကြားမှာတဲ့ချိန်ရောမကြားမှာတဲ့အချိန်ရောဆုံးရှုံးတာအဝင်ချရင်ရောအဝင်ချောရင်လည်းကျွန်တော်တို့ကထာဝရဘုရားရဲ့နာမတော်မင်္ဂလာရှိပါစေလို့ကျွန်တော်တို့ပြောဖို့ရင်ဘုရားသခင်ရဲ့အလိုတော်ဖြစ်တယ်အပိုင်ရဲ့စနစ်ကိုသွားတဲ့ခါမှာယောဘဒီအမှုရာမြတ်နဲ့တွေ့ကြုံတော့လဲမမာယွန်းယောဘကဒီအခက်ခဲတွေကိုတွေ့ရပြီမဲ့မမာယွန်းဘူးတဲ့ကျမ်းစာပြောတဲ့စကားနော်$1 million $90တန်ပစ္စည်းဥစ္စာစီးစင်ဥစ္စာတွေသူဆုံးရှုံးတော်လဲယောဘတက်တော်ကြည့်တဲ့ခါမှာလုံးဝဘုရားသခင်ကိုမမာဘူးတဲ့ကျမ်းစာပြောတဲ့စကားဖြစ်တယ်ကျွန်တော်ပြောတဲ့စကားမဟုတ်ဘူးဘုရားကိုယ်တိုင်ကျမ်းစာမှာရေးထားတဲ့ဘုရားစာဖြစ်တယ်နော်ဒီအထက်ကိုကြည့်တဲ့ခါမှာယောဘတက်တာနဲ့သူ့ရဲ့ဝိညာဉ်ပိုင်းမှာဘယ်လောက်ထိသူကယဉ်ကျေးတော်သူဖြစ်တယ်လဲဆိုရင်ယောဘမရှိတော့သူတယောက်ဒီဦးစားပြေနဲ့အပိုက်ငယ်တစ်မှနေဤထိုးသူဒီစုံလင်ဖြောင့်မတ်ခြင်းရှိတယ်တဲ့ကျမ်းစာကစုံလင်နေဆိုရင်ပြီးပြီတိကျမရှိတော့တရားမှတရားပဲကျမ်းစာကမှားတယ်ပြောရင်မှားပြီဘယ်လိုပဲလူကပြင်လို့မရဘူးမှန်တယ်ပြောရင်မှန်တယ်ဘယ်သူမှမှားအောင်လုပ်လို့မရဘူးဒီမှာစုံလင်ဖြောင့်မတ်တယ် solely perfect man စကားမဆက်ကျွန်တော်မမရဲ့အဲ့ဒီစုံလင်ဖြောင့်မတ်ခြင်းရှိတော့သူဆိုတာဒီယောဘပဲလို့ကျွန်တော်ဖတ်ဖို့တယ်ကျန်တဲ့ညမှာဖတ်ဖို့ကျွန်တော်မမားရင်ပေါ့နော်ကြည့်ယောဘတက်တယ်မှာသူ့ကိုကျမ်းစာကစုံလင်ဖြောင့်မတ်တော်သူတဲ့ကျွန်တော်တို့ဓမ္မဟောင်းကျမ်းမှာကြည့်တဲ့အခါမှာဖြောင့်မတ်ခြင်းဆိုတာကဒီတိုင်းမလာဘူးနော်အချင်းကအရေးကြီးတယ်ဒါမှမဟုတ်ပါတယ်ဘုရားသခင်ကိုယုံကြည်ခြင်းအဖြစ်ဖြောင့်မတ်ခြင်းကိုရတာဖြစ်တယ်ဒါအားလုံးပဲဒါပေမဲ့ယုံကြည်ုံနဲ့မဟုတ်ဘူးဒီဓမ္မဟောင်းကျမ်းကလူတွေသူတင်ချင်းဟောသူတို့ကဖြောင့်မတ်တယ်လို့ပြောတဲ့အခါမှာပြည့်ညတ်တော်တွေကိုအတိအကျလိုက်တဲ့လူဖြစ်တယ်ဒီခေတ်မှာတော့ရှားပါပါတယ်နော်ရှိလက်ရှိပါဒါပေမဲ့အရန်ရှားတယ်ဆိုတော့ဖြောင့်မတ်တော်သူဖြစ်တယ်ပြောရင်ပြည့်ညတ်တော်နဲ့လုံးဝနော်တသေးနော်မယိမရိုင်လိုက်တဲ့ပုံကိုယ်တွေကိုဖြောင့်မတ်တယ်လို့ခေါ်တာဖြစ်တယ်ဒါကဘာဖြစ်လို့သူတို့ကျမ်းပိုက်ကိုလိုက်ပြည့်ညတ်တော်ကိုလိုက်နိုင်တာလဲဆိုရင်ဖခင်ကိုသူတို့ယုံကြည်လို့ဖြစ်တယ်ဆိုတော့ဒီအရန်ဖြောင့်မတ်တဲ့သူဖခင်သခင်ကိုကြောက်ရွံ့တော့သူတယ်မကောင်းတော့အချင်းကိုရှောင်တော့သူဖြစ်တယ်တဲ့တားခေါ်တားတဲ့ဒီမှာဒီညမှာတော့ပွဲခံတော့နေ့နိုင်မယွန်းတော့ယောဘဒီโอเคအပိုင်ငယ်ငါမှာပွဲခံတော့နေ့ရလွန်တော့အခါယောဘဒီသူတို့ကိုခေါ်ရတန့်ရှင်းစေပြီးလေနာနဲ့ဆော့ဆော့ထားရသူတို့အတွက်အတိုင်းသူတို့အရေးအတွက်တိုင်းမိရှုသောရေကိုပူဇော်လက်ရှိ၏အကြောင်းမူကားငါသားတို့ဒီမာယွန်း၍စိတ်နှလုံးထဲ၌ဘုရားသခင်ကိုစွန့်ပယ်ကြလိမ့်ပြီဟု
ယောဘအောက်မေဤထို့သောယောဘသည်အစဉ်အမြဲပြုပြီးသူကဖြောင်းမတော့သူဖြစ်တယ်ချမ်းသာတော့သူဖြစ်တယ်ပြီးတော့ဘာတွေ့ရဆိုသူမိသားစုဝင်သူသားသမီးတွေကိုအမတမဝိညာဉ်ရေးပိုင်းဆိုင်မှာအမတမ follow up အမြဲတမ်းလုပ်တဲ့ဖခင်တယောက်ဆိုတာတွေ့ရတယ်မနေ့တိုင်းမှာတဲ့နော်အဲ့လိုမျိုးသူရစ်ပူဇော်ပြီးမှဖခင်ကိုဝတ်ပြုတဲ့ဝတ်ကိုတော့နော်ပြုတ်ပြီးတော့ဒီခေတ်ဆိုတော့ကျွန်တော်အမြဲတမ်းမနေ့ devotion လုပ်ပေးတယ်ဆိုတဲ့ဘောပေါ့နော်ဒါပေမဲ့ကျွန်တော်စဉ်းစားဖို့ကအဲ့ဒီခါတုန်းကယောဘတို့ခေတ်တုန်းကနော်ဒီprophet ဆိုတာမရှိသေးဘူးဗိမာန်တော်မရှိသေးဘူးဗါလဲတဲတော်မရှိသေးဘူးအဲ့ဒီခေတ်တုန်းကဒီ prophet ကိုမရှိတဲ့အတွက်ကြောင့်သူကဒီ prophet နေရာကိုဝင်လို့ရတာဖြစ်တယ်ဒါကြီး prophet တွေမပေါ်ခင်ကလောက်တာနော်ဥပမာအာဗြဟံတို့ခေတ်တို့နောဣတို့ခေတ်တို့နောဣတို့ဆိုနေဒီတင်မောပေါ်နေဆင်းလာတဲ့ခါမှာနော်ဒီပူဇော်ခြင်းကိုလောက်တာအာဗြဟံဆိုလောက်တယ်တော်ရဒီ prophet မဟုတ်ဘူးဒါပေမဲ့ဒီ prophet ကမရောက်သေးတော့ဆိုတော့ဒီကျမ်းကတချို့ကပြောတယ်ဓမ္မဟောင်းကျမ်းထဲမှာအူဆုံးကျမ်းဖြစ်တယ်ဆောဆုံးကျမ်းဖြစ်တယ်ဒီ prophet တွေမပေါ်ခင်ကလေးကရေးထားတဲ့ကျမ်းအာဗြဟံတို့ဒီနောဣတို့ထက်တော့မဆောတယ်လို့ပြောတယ်ကျမ်းသတ်တွေကပေါ့နော်ဆိုတော့သူကိုယ်တိုင်ကဒီပူရတဲ့အကျဉ်းကိုရင်ကတော့ဒီ prophet ကိုနေရာကျော်တာမဟုတ်ဘဲနဲ့ဒီ prophet တွေမပေါ်သေးတဲ့ကြောင့်သူကဒါကိုလို့ရတဲ့အခွင့်ကိုရတယ်ဖြစ်တယ်။ Okay ဒီခေတ်နဲ့ပြောမယ်ဆိုရင်တော့ devotion အမြဲတမ်းလုပ်ပေးတယ်။နော်တသမီးတွေကိုအမြဲတမ်း devotion လုပ်ပေးတဲ့ဖခင်ကောင်းတရားဖြစ်တယ်။မိသားစုမှာလည်းတာဝန်ကျတယ်စီးပွားရေးမှာသူ့ငယ်သားတွေအားလုံးကိုဆက်ဆံတဲ့နေရာမှာလည်းတာဝန်ကျတဲ့သူဖြစ်တယ်။သူ့ရဲ့ဝိညာဉ်ရေးရမှာလည်းဘုရားသခင်နဲ့နော်မကောင်းတဲ့အရာကိုရှောင်တော့သူဖြစ်တယ်။စုံလင်ဖြောင့်မတ်တော့သူဖြစ်တယ်။ဆိုတော့ဒီပုဂ္ဂိုလ်ကဒီလိုဘုရားနဲ့မာရက်သားနဲ့ဒီနေရာမှာဘယ်လိုဖြစ်လာလဲဆိုတော့သူ့ရဲ့ဒေါ်လာ80အားလုံးကတစ်ချစ်ထဲမှာပဲဆုံးရှုံးခြင်းကိုရောက်တယ်ဒါပေမဲ့ဒီပုဂ္ဂိုလ်ကဘာဖြစ်သွားလဲရိုင်ကိုမသွားဘူးနော်ရိုင်မသွားသည့်အပြင်ဘာဖြစ်တယ်ထာဝရဘုရား၏နာမတော်ဒီမင်္ဂလာရှိပါစေတည်းတဲ့ယောဘဒီဤအမှုများနဲ့တွေ့ကြုံတော်လဲမမာယူထာဝရဘုရားကိုလည်းအပြစ်မတင်ပဲနေလေဤဒါကိုကြည့်တဲ့ခါမှာသူ့မျိုးသမီးကပြောပြီးမင်းရဲ့ဘုရားသခင်ကိုချိန်ဆပြီးဆွတ်လိုက်တော့အဲ့မှာယောဘကပြန်ပြောမင်းကလူအတယောက်လို့နော်ပင်နာမတတ်တဲ့မိန်းမတယောက်လို့စကားပြောနေတာပဲရှောက်မပြောနဲ့ဘောနော်ဒီခေတ်နဲ့ဆိုတော့မင်းရှာယူမရှိတိုင်းရှောက်မပြောနဲ့ဆိုမှတိတ်မှုမြောက်တာပြမှချိန်ပေါင်းလိုက်တာတွေ့ရတယ်ဆိုတော့အဲ့ဒီမှာဒီဟာတွေရဲ့ရွေးချက်ကပါလဲဒါကျွန်တော်တက်တာမှာဒီလိုမျိုးခက်ခဲမှုတွေစုံစမ်းခြင်းတွေရဲ့ရွေးချက်ကပါလဲနော်ဒီစုံစမ်းခြင်းကပါလဲလေဒီခံခြင်းကိုဖြစ်စေတယ်တဲ့ပြီးရင်အခန်းကြီး23ကိုရောက်တဲ့ခါမှာကျွန်တော်ခုနဖတ်ပြတဲ့ဟာဒီအရာတွေရဲ့အနောက်မှာဘုရားသခင်ရွေးချက်ရှိပါတယ်เนาะဘုရားသခင်အလကားနေရင်ဒီယောဘကိုเนาะအလကားနေရင်နဲ့ဘာလဲလို့ရှာမရှိလို့เนาะဒီဟာကိုသွားပြီးမစုံစမ်းပေးတာမဟုတ်ဘူးအခန်းကြီး73ပိုင်းငယ်30ကိုကြည့်တဲ့အခါမှာတိုးတော်လဲငါသွားတော့လမ်းကိုတိတော်မူ၏တဲ့เนาะစစ်တော်မူခြင်းကိုခံပြီးမှရွှေကဲ့သို့ငါပေါ်လိမ့်မယ်တဲ့အာမင်ဒီစစ်ကြောချင်းကိုခံပြီးမှသူကရွှေကဲ့သို့ထွက်ပေါ်မယ်ဆိုတော့တနည်းအားဖြင့်ဒီစစ်ကြောချင်းမရှိရင်ရွှေကဲ့သို့မထွက်ပေါ်နိုင်ဘူးလူတယောက်ရဲ့အရေးအချင်းကိုသိဖွင့်ရစာမြစ်ပွဲကျောင်းသားတွေကအရေးချင်းသိဖွင့်ရစာမြစ်ပွဲရှိတယ်ခရိယန်တက်တာလည်းအဲ့လိုပဲခရိယန်တက်တာရဲ့အဆင့်ကိုသိဖွင့်ရဘုရားသခင်အမြင့်တော်ကို test မဟုတ်ရင် temptation ဖျက်ဒီစုံစမ်းနောက်ရှစ်ချင်းမဟုတ်ရင်စမ်းစစ်ချင်းကာလဆိုတော့အများအားပေးတာဖြစ်တယ်ဆိုတော့ဒီဟာတွေပြီးမှငါရွှေကဲ့သို့ထွက်ပေါ်မယ်တဲ့ဒါဆိုသူ့ရဲ့တက်တာမှာယောဘတက်တာမှာရွှေကဲတော့ထွက်လာမထွက်ဘူးလားထွက်တယ်နော်ရွှေကဲတော့သူထွက်လာတယ်အပိုင်ငယ်စနစ်ကိုကြည့်တဲ့အခါမှာအခန်းကြီး40နှစ်နောက်ဆုံးမှာနော်အခန်းကြီး40နှစ်ပိုင်ငယ်စနစ်ကိုကြည့်တဲ့အခါမှာထို့သောထာဝရဘုရားသည်ယောဘ၏ရှစ်ဖြစ်အားကိုကောင်းချီးပေးတော်မူတဲ့ထက်နောက်ဖြစ်အားကိုတာ၍ကောင်းချီးပေးတော်မူသဖြင့်တဲ့ရှစ်ဖြစ်ဟန်တဲ့သူ့ရဲ့နောက်ဖြစ်ဟန်ဒီရွှေကဲတော့ဒီစစ်ကြောချင်းတွေခံပြီးတဲ့နောက်ပိုင်းမှာသူရလာတဲ့ကောင်းချီးကိုသူကပြောတာဖြစ်တယ်သူ14,000ကိုလာအောက်6,000နွားရှင်း1,000မြင်းမ1,000ကိုရတတ်၏တား9ယောက်နဲ့သမီး3ယောက်ကိုလည်းပြန်ပေးတယ်ဆိုတော့တွက်လိုက်ရင်နှစ်ဆဆိုတော့ခုနသူ့ရဲ့ကနဦးသူ့ရဲ့ကျွေးမချမ်းသာမှုကဒေါ်လာ80ဆိုဟိုကဒေါ်လာ150တန်ပေါင်း150မီလီယံနာဖြစ်သွားပြီဘုရားသခင်ကနှစ်ဆအကောင်းကြီးပေးလေဒါကဘာနဲ့တူလဲစစ်ကြောချင်းကိုခံပြီးမှရွှေကဲ့သို့ထွက်လာတဲ့တက်တည်ဖြစ်တယ်နားလည်နိုင်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေခရိယာအသက်တာမှာယုံကြည်သူတယောက်ဖြစ်လာပြီဘုရားသခင်စမ်းစစ်ခြင်းကိုခံပြီးပြီဆိုရင်ကောင်းချီးဆိုတာရှိတယ်ရှိပါတယ်အထူးသဖြင့်ကျွန်တော်ရဲ့ဘဝထဲကျွန်တော်သက်တာထဲမှာတခုခုအိမ်မတမခက်ခဲတဲ့အရာတွေ့ပြီဆိုသူ့နောက်မှာမမျော်လင့်တဲ့နေရာကနေကောင်းချီးလာစမြဲဖြစ်တယ်ဒါကျွန်တော်အမြဲတမ်းခံစားရတဲ့အရာတစ်ခုပေါ့နော်ဆိုတော့ယုံကြည်တဲ့ဆိုရင်ကျွန်တော်တို့ရဲ့ဒါကတော့ဒီဘယ်လိုပြောမလဲ
ကာယပိုင်းဆိုင်ရာကောင်းချီးဖြစ်တယ်ဒါဆိုကျွန်တော်တို့ယုံကြည်သူဖြစ်တဲ့အခါမှာဝိညာဉ်ပိုင်းဆိုင်ရာမှာစစ်ကြောချင်းကိုခံပြီးရင် double ကောင်းချီးဆိုတာဘာလဲရှိပါတယ်ဒါကဘာလဲဆိုတော့အရင်ကချက်တာ၍နှုတ်ကပတ်တော်ကိုနားလည်လာခြင်းနှုတ်ကပတ်တော်ကိုဘာလဲကျင့်ဆောင်တတ်လာခြင်းပြီးတော့အတီးကိုတီးတတ်ခြင်းအတီးကိုတီးတယ်လို့ပြောတဲ့အခါမှာအဲ့ဒီအရာတွေအလုံးကိုလက်တွေ့သုံးပြုခြင်းတနည်းအားဖြင့်ပျောက်ဆုံးသောဝိညာဉ်တွေကိုပူပြီးမှစာနာတတ်လာခြင်းပူပြီးမှရှာဖွေနိုင်လာခြင်းဒါတွေက double ကောင်းချီးတွေဖြစ်တယ်ကျွန်တော်တို့ born again ဖြစ်ခြင်းမှာဒီစိတ်တွေကရှိချင်မှရှိမယ်လုံနိုင်တဲ့ရှိချင်မှရှိမယ်ရှိရင်လည်းရှိနေတယ်မဲ့ရှိရင်တော့မှလုံနိုင်ဆောင်ကကျွန်တော်တို့ born again ဖြစ်တဲ့ချင်းမလုံနိုင်ဘူးဒါပေမဲ့ဘုရားသခင်ရဲ့နဲ့အတူတွာလာပြီးမဆန်းစစ်ခြင်းတွေကိုကြော်လာတဲ့ခါမှာလုံနိုင်တဲ့အစွမ်းတွေပေးလာတယ်အပြည့်ပွင့်တွေတီးလာတယ်ဝိညာဉ်ပျောက်တဲ့ဝိညာဉ်တွေကိုဖမ်းနိုင်လာတယ်ဒါက double ကောင်းချီးတွေဖြစ်တယ်ကျွန်တော်တို့အဲ့လိုခါယူတယ်ဒါဆိုဒီနေ့ကျွန်တော်တို့ဒီကောင်မသမားတွေကိုကျွန်တော်ဘာအပေးချင်လဲနော်ဘာအပေးချင်လဲထို့နောက်ယောဘဒီအပိုင်ငယ်16ခန်းကြီး40နဲ့ပိုင်ငယ်16မှာအနှစ်140အသက်ရှင်၍မိမိသားမြေမြစ်တို့ကိုမြင်ရပြီးမှအသက်ကြီး၍နေ့ရက်ကာလနဲ့ကြွေဝတော်အနှိမ့်ဆရောက်လေတယ်တဲ့နေ့ရက်ကာလသူ့ရဲ့လူတတန်းအဆုံးထိကသူကနေရတဲ့အခွင့်ကိုဘုရားသခင်ကပေးတယ်တဲ့အပိုင်ငယ်15မှာခန်းကြီး40နဲ့ပိုင်ငယ်15မှာတပြည်လုံး၌ယောဘဤသမီးကဲ့သို့လှသောမိမတစုံတယောက်မျှမရှိသူတို့ဒီအပဒီသူတို့၏အပဒီသူတို့မောင်များနဲ့အနီအမြသူတို့အားအမွေဥစ္စာကိုလည်းပေးဝေလေတယ်တဲ့နော်ဆိုတော့တပြည်လုံးမှာမင်းသမီးလောက်ချောတဲ့တာသမီးတွေကဘုရားသခင်ကပြန်ပြေးမှပေးတယ်အချုပ်မဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့အသက်တာချက်မှာဘယ်လောက်ပဲအခက်ခဲရှိလာပါစေဘုရားကကျွန်တော်တို့ကိုရွှေကဲ့သို့ထွတ်စေခြင်းတဲ့အတွက်ကြောင့်အဝင်ချမ်းစေတာဖြစ်တယ်ရှေကဲ့သို့ထွတ်မယ်အဲ့ဒီအရာတွေကိုခံနိုင်ပြီးမှကျွန်တော်တို့ကရှေကဲ့သို့ထွတ်မှာမခံနိုင်ရင်တော့နွားချီပုံထက်ရောက်မယ်ကတော့ပါတယ်ရိုင်းသွားရင်ဒါပေမဲ့ခံနိုင်ရင်တော့ရှေကဲ့သို့ထွတ်မယ်2026ဟာအဝင်ချမ်းလားကျွန်တော်ဆိုဝင်ကြဒါပေမဲ့အဲ့ဒီအဝင်ချမ်းပြခဏတာမှာဘုရားသခင်ကောင်းချီးကိုတော်တကယ်ခံစားရတယ်ဘုရားနာမဘုန်းကြီးပါစေအဝင်ချမ်းတိုင်းတောက်လျှောက်ကြမယ်မဟုတ်ဘူးအဝင်ချမ်းရဲ့တချင်ချင်ချဘုရားသခင်ကချောမွေးတဲ့အသက်တာပေးလိမ့်မယ်ဒီမှာလာတဲ့လူတွေအားလုံးကိခဲမှုတွေပဲရှိမယ်ကိုယ့်ရဲ့မိဘကိုယ့်ရဲ့ဒီပြောပြမရတဲ့ကိခဲမှုတွေရှိကြမယ်ဒါပေမဲ့မကြောက်နဲ့ဒီမှာကြည့်ပါတနည်းတော့အခါမှာရှေကဲတော့ထွက်လာမယ်အာမင်ဘုရားရှင်အရောက်သိပ်ပေါ်ကောင်းချီးပေးပါစေအာမင်